အခုပြောပြမယ် series ကိုမသိရင်တော့ဒီ meme တွေကိုတော့သိကြမယ်ထင်ပါတယ်။အဲ့ဒီ meme တွေကအခုပြောပြမယ်ဇာတ်လမ်းတွေကဖြစ်ပေါ်လာတာပါ။1999ခုနှစ်နှစ်သက်ကူအကျိုးညမှာတော့ Fry တယောက်ဗဟီတီဆန်တဲ့ဓာတ်ခွဲခန်းတစ်ခုကိုပီဇာသွားပို့ရပါတယ်။သွားပို့တဲ့လမ်းမှာသူ့ရဲ့ကောင်မလေးကနောက်ဘဲစီပွားသွားတာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ Fry တယောက်ချစ်သူကမုံဖဲကရှုံးရင်းနဲ့ပီဇာပို့ရတဲ့ဘွားကြီးကိုမုန်းနေခဲ့ပါတယ်။ Fry ဆိုတဲ့အတိုင်းပဲပီဇာကိုနောက်ကျမှပို့နိုင်ရုံနဲ့မကဘဲနဲ့ Fry ပီဇာသွားပို့ရတဲ့နာမည်က IC Winner လို့ခေါ်ပါတယ်။ဒီပေကတော့ငါကငတုံးကြီးပါလို့အတန်ထွက်တာပါ။အဲ့ဒါကို Fry ကဒီနာမည်နဲ့လူလည်းရှိသားပဲဆိုပြီးတော့အတီပေါင်းနဲ့ကိုသွားပို့တာပါ။နောက်ဆုံးကိုအစားခံလိုက်ရမှန်းသိပြီးတော့ငါဘွားကြီးကတော့ပြစ်ပါပြီဆိုပြီးတော့ညင်းနေတော့ပြုံးမကြစေရန်လို့ရေးထားတဲ့အေးခဲထားတဲ့ဆက်ကြီးကိုသတိမထားမိပဲနဲ့သူဟာအဲ့ဒီဆက်ထဲကိုချော်လဲကျသွားခဲ့ပါတယ်။ဒီလိုနဲ့2000ပြည့်နှစ်ထဲကိုရောက်ခံသည့်အချိန်မှာပဲလူသားရေခဲကြောင်ဘွားနဲ့နှစ်ပေါင်း1000တိတိကိုအေးခဲသွားပါတော့တယ်။တစ်ကမ္ဘာလုံးကမီရှူမီပန်းတွေနဲ့အောင်ပွဲခံနေချိန်မှာ Fry ကတော့လူသားရေခဲကြောင်ကြီးဖြစ်နေခဲ့တာပါ။ Fry နိုးလာတဲ့အချိန်မှာတော့3000ခုနှစ်ကိုရောက်နေခဲ့ပါပြီ။အနာဂတ်ကြီးကထူးထူးဆန်းဆန်းပင်ပြန်တန်းနေတဲ့ကားတွေစကားပြောတတ်တဲ့ဂျိုသားတွေလမ်းတိုင်းမှာရှိတဲ့ကိုအစိုးစီရင်တဲ့ဆက်တွေနဲ့နယူးယောက်မြို့ကြီးကတော့ထုံးစံအတိုင်းညစ်ပတ်နေတော့မှာပဲ။မကြခင်မှာပဲသူဟာလီလာဆိုတဲ့မျက်လုံးတစ်လုံးနဲ့ပါတဲ့စီကန်ကြီးပြီးတော့ထက်မြက်တဲ့ဂျိုသူမနဲ့တွေ့ခဲ့ပါတယ်။သူမရဲ့အလုပ်ကလူတွေရဲ့လက်ထဲမှာ chips အပြားလေးတွေကိုထည့်ပြီးတော့အမြဲတမ်းလုပ်ရမယ့်အသက်မွေးဝမ်းကြောင်းအလုပ်တွေကိုသတ်မှတ်ပေးရတာပါ။အနာဂတ်မှာအလုပ်ကိုကရွေးရတာမဟုတ်ဘဲနဲ့အလုပ်ကကိုရွေးတာဖြစ်ပြီးတော့များသောအားဖြင့်အလုပ်တွေကစုပ်ပြတ်တတ်နေတတ်ပါတယ်။ဒီလိုနဲ့ကံအမြဲကောင်းနေတတ်တဲ့ Fry ဟာ Q boy လေးမဟုတ်တဲ့ delivery boy လေးအဖြစ်သတ်မှတ်ခံရပြန်ပါတော့တယ်။အဲ့ဒီနောက် Fry ကတော့စိတ်ပြတ်သွားခဲ့ပြီးတော့သူနှစ်ပေါင်း1000ကျော်ဖြတ်လာတာကခြေထောက်ပါတဲ့ဖူးပန်တာမုံပုံကြီးဖြစ်ဖို့မှမဟုတ်တာဆိုပြီးတော့ထွက်ပြေးပါတော့တယ်။ဒီလိုနဲ့ထွက်ပြေးရင်လူအများတန်းစီနေတဲ့ဖုန်းယုံပေါ်စံအဆောက်အဦလေးရှိမှလိုက်ကတန်းစီလိုက်ပါတော့တယ်။အဲ့ဒီနောက်ဘန်ဒါဆိုတဲ့စက်ရုံနဲ့တွေ့ဆုံခဲ့ပါတယ်။စကားပြပြောရမယ်ဆိုရင်ဒီ series မှာဘန်ဒါကကျွန်တော်အကြိုက်ဆုံးဇာတ်ကောင်ပါ။ Fry မသိလိုက်တာကဒါဟာဖုန်းယုံမဟုတ်ဘဲနဲ့ကိုအစိုးစီရင်တဲ့ဆက်ဖြစ်နေတယ်ဆိုတာပါပဲ။ဆက်ထဲမှာမြန်သေးမလားနှိမ့်ဆက်ပြီးမှသေးမလားလို့ရွေးခိုင်းတဲ့အခါ Fry တယောက်ကန်ကောင်းလို့ဘန်ဒါနဲ့တွေ့ပြီးတော့ပြန်လွတ်လာခဲ့ရတာပါဘန်ဒါကသူဟာတန်ချောင်းတွေကိုကိုရတာဝါသနာပါပြီးတော့ဥပဒေတွေကိုချိုးဖောက်ရတာကိုတော့ပိုပြီးဝါသနာပါတယ်လို့မိတ်ဆက်ခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်ဟာ9စက္ကန့်အတွင်းမှာပဲအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်လီလာစီကထွက်ပြေးနေရင် Fry နဲ့ဘန်ဒါကဥကောင်းပြလိုက်ကိုရောက်သွားပြီးတော့နာမည်ကြီးတွေရဲ့ဥကောင်းတွေကိုဖန်အိုးထဲမှာအသက်ရှင်လျက်ထိမ့်သိမ်းထားတာကိုတွေ့လိုက်ရပါတယ်နာကမှာအရာကိုပြန်လဲအသက်သွင်းအသုံးပြုတတ်ပေမယ့်ခမားနဲ့သူမရဲ့စိတ်ခံစားချက်တွေကိုတော့ပြန်လဲအသက်မသွင်းနိုင်ခဲ့ပါဘူး။တစ်ဖက်မှာလည်း Fry နဲ့ဘန်ဒါဟာထွက်ပြေးကြရင်လည်းမြေအောက်ကိုရောက်သွားခဲ့ပြီးတော့နယူးယောက်မြို့ကြီးကိုကြည့်ကသူ့လွမ်းနေတဲ့မိသားစုတငယ်ချင်းနဲ့သူသိသမျှလူတိုင်းကတေကုံကြပြီဆိုတာကိုသိလိုက်ရပါတယ်။လီလာက Fry ကိုဖမ်းမိသွားခဲ့ပြီးတော့သူမရဲ့အလုပ်ကိုဘလောက်တောင်မုန်းကြောင်ဖွင့်ဟန်လာပါတယ်။သူမဟာလူတွေရဲ့ဘဝကိုထိန်းချုပ်ရတာညှင်းငွေ့နေပြီးတော့ပိုပြီးအထိပ္ပယ်ရှိတာတခုခုလုပ်ချင်နေတာပါ။ Fry ကတော့ Fry ပြီးတောင်းဝန်ယူမှုတွေစီကထွက်ပြေးတာဟာတကယ်ကိုစိတ်တက်ကြွစရာပဲလို့သူမကိုဖြောင်းပြလိုက်ပါတယ်။အဲဒီနောက်သူတို့အားလုံးဟာ Fry ရဲ့မြေတော်ဆက်တဲ့အသက်160ရှိပြီဖြစ်တဲ့ယူကြောင်သိပ္ပံပညာရှင်ကြီး Professor Fenmore နဲ့တွေ့ဆုံခဲ့ကြပါတယ်။ Professor က Planet Express ဆိုတဲ့အာကာသတွေကိုပစ္စည်းပို့တဲ့ကုမ္ပဏီကိုတည်ထောင်ထားတာပါ။ဒါဟာအာကာသထဲရောက်သွားတဲ့ Grab လိုပါပဲဒါပေမဲ့တေနိုင်ကြီးကတော့ပိုများတာပေါ့ Professor က Fry ကိုပစ္စည်းပို့သမားအလုပ်ပဲပေးပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့အာကာသထဲမှာပေါ့ Fry ရဲ့အလုပ်ကတူတူပဲဆိုပေမဲ့သူ့ရဲ့ဘဝကတော့အရင်လိုမဟုတ်တော့ဘူးဆိုတာကိုသိလာခဲ့ပါတယ်အခုသူ့မှာတငယ်ချင်းတွေရှိပြီးစွန့်စားခန်းတွေရှိပြီးပြီးတော့လက်ရင်လက်တလို့ခိုးဝက်ကအရက်ကြိုက်တဲ့စက်ရုပ်တငယ်ချင်းတစ်ကောင်လည်းရှိနေပြီလေလီလာကလည်းအလုတ်ထွက်ပြီးတော့သူတို့နဲ့အတူပူးပေါင်းလာတယ်လို့ဘန်ဒါကလည်းအလုတ်ထဲကိုဝင်လာခဲ့ပါတယ်။အနာဂတ်မှာနီးပညာတွေဘလောက်ပဲတိုးတက်ပါစေ Fry ကတော့ပစ္စည်းပို့သမားဘဝကနေကျွတ်မရတာကတကယ့်ကိုအလွယ်ပါပဲ။ကဲဒါကတော့ Futurama Season 1ရဲ့အပိုင်း1ပဲဖြစ်ပါတယ်။နောက်ထပ်အပိုင်း1တွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။